ကြီးကဆောင်မိုက်တယ် Lotus ပါကြီးရတယ်ဆို handmade in England နဲ့ Android ဒီပါနာမည်မသိဘူး handmade တကယ် handmade မိုက်တယ်အလူမီနီယံနဲ့ဖွဲ့တာတကောင်းဆိုတော့ Lotus ကဖွဲ့စည်းပေါ့ကောင်းနေဆိုရင်လက်ဆွဲတယ်လက်ဆွဲပြီးတော့ကော့ကတ်တာအဲ့ကော့တအားမှတော့ကောကျွန်တော်တစ်ခါကြည့်ဘူးလေ YouTube ဗီဒီယိုလာနေဘူဂါရီလို့ပါလို့အဲ့တိုင်းပဲကော်နဲ့ဆက်တာကာဗွန်ဖိုက်ဘာတွေဒီမှာကော်နဲ့သွားတာလုံးဝ handmade လုံးဝ handmade ပြီးတော့ simple ဖြစ်တယ် simple ဖြစ်တယ်ဒါပေမဲ့အင်ဂျင်ကြည့်တာအင်ဂျင်ကအင်္ဂလိပ်အင်ဂျင်တော့မဟုတ်ကျွန်တော်တင် Toyota အင်ဂျင်ကြီးလားမသိဘူးဒီမှာစင်စာတွေကစင်စာဒါဆို Toyota ကျွန်တော်ဟိုလေးစင်စာပေါ့နော် TPI လေးစင်စာရှိရယ်ပြီးတော့တူတာနဲ့နည်းနည်းဆင်နေအင်ဂျင်ကဒီလိုဘာ VDI ဘာတွားထားတဲ့ဟာတွေပြီးတော့ဒီအင်ဂျင်ရဲ့ဒီကူလောင်းရာဂျီတော့ကလည်းကျွန်တော်ရေထည့်တဲ့ဥစားတွေဝါရှာတွေကဒါတွေတူတာနဲ့ဆင်နေကြအင်ဂျင်တော့ကျွန်တော်ကတော့တူယူတာလို့ထင်တယ်ပေါ့နော်ဘာလို့လဲဒီကောင် VDI ဘာတွားတဲ့ပုံစံတွေကဒါဂျပန်ကတွားတဲ့ပုံစံမျိုးတွားလာတာဗျလုံးဝဟိုတူတူပဲ Lotus အားလေးရကြတာပါကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်